မျက်လုံးအရေးချောင်းတက်တာပြီးတော့တဲ့ဒီအရေးချောင်းတက်တာမဲ့မွိုင်ချာလေးတဲ့မမိုးကိုညီမလေးတယောက်ကချက်ပေါက်မှာလာပြီးတော့မေးထားတာပေါ့နော်အဲ့ဒါအတွက်ကိုမမိုးက reply လေးပြန်ပေးချင်ပါတယ်ဒီမျက်လုံးအရေးချောင်းတက်တာဖို့အတွက်ဆိုလို့ရှိရင်အခုမမို့သုံးနေတဲ့ eye cream လေးပေါ့နော်ဒီ eye cream လေးကskin 1004က probiotica ဆိုတဲ့ eye cream ဒီမျက်လုံးအရေးချောင်းအတွက်ကိုတီးတန့်ထုတ်ထားတဲ့ eye cream ပေါ့နော်အဲ့ဒါလေးကသူက international ထိပေါက်တဲ့ brand ပေါ့နော်ပစ္စည်းရတယ်တော်တော်လေးကောင်းတယ်မမို့ကိုယ်တိုင်နဲ့သုံးကြည့်ပြီးတော့တော်တော်လေးဆင်ပြေတယ်အဲ့ဒါလေးသုံးကြည့်ပြီးတာဆိုရင်ဘယ်လောက်လဲ3လကျော်လောက်တောင်ရှိရောမလားမသိဘူးတိလားတော်တော်လေးအသုံးခံတယ်အခုချိန်ကြီးမကုန်သေးဘူးပေါ့နော်အဲ့တော့မမို့အဲ့ဒါလေးတစ်ချက်ကိုကြိုက်တဲ့အသုံးခံတယ်ပေါ့နော်ပြီးရင် तू က roller လေးနဲ့ဆိုတော့သုံးရတာလည်းအဆင်ပြေတယ်မမို့လည်းအစာပိုင်းတော့ roller နဲ့မသုံးတတ်ဘူးအခုတော့မမို့ roller နဲ့သုံးတတ်တယ်အဲ့တော့ဒီလက်ကပိုးမွှားတွေပါပြီးပေမာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေအတွက်လည်းစိတ်ပူစရာမလိုဘူးသူ့မှာပါတဲ့ roller လေးနဲ့သုံးလိုက်ရုံပဲအဲ့ဒါတစ်ချက်အဆင်ပြေတယ်နောက်တစ်ခုကကြပါလဲဆိုတော့အဲ့ဒီဥစ္စာလေးကိုသုံးပြီးတဲ့အခါမှာဒီလူတစ်ယောက်စာအကွာလောက်ကနေကြည့်မယ်ဆိုရင်တော့ဒီမျက်လုံးရဲ့ဒီ eyeline တွေကိုသူဖုံးပေးနိုင်တယ်ပေါ့နော်အဲ့လိုဖုံးပေးနိုင်တယ်ဆိုတာဒီ eye cream ကိုညာတိုင်းသုံးဖို့လိုတယ် moisture ကိုအမြဲတမ်းလိမ့်ဖို့လိုတယ်ပေါ့နော်ညာပိုင်းကို eye cream သုံးမယ်မနက်ပိုင်းကိုကြတော့ moisture လိမ့်မယ်အဲ့လိုမျိုးအမြဲတမ်းလိမ့်မှဒါဒီလိုထိန်းနိုင်မှာပါကိုလိမ့်လိုက်မလိမ့်လိုက်ဆိုလို့ရှိရင်တော့မမို့မပြောတတ်ဘူးမမို့ကဒါနေ့တိုင်းသုံးတာဖြစ်တဲ့အတွက်အဲ့လိုမျိုးပြောနိုင်တယ်ဒီ eye cream လေးသုံးနေတယ်ဆိုရင်ဒါလေးကိုလုံးဝသူကဒါလေးကိုလုံးဝပိုးဆိုးမလာအောင်လက်တလုံးမှာဖုံးပေးထားနိုင်တယ်ဆင်ပြေတယ်ပေါ့နော်သူကလုံးဝပျောက်သွားတာတော့မဟုတ်ဘူးသူကဒီကိုမှာဒီမျက်လုံးမှာ eyeline တွေပေါ်တော့မျက်လုံးမှာ eyeline တွေပေါ်တာပဲဖြစ်ဖြစ်ဒီ spine line ပေါ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးအရေးအကြောင်းဖြစ်တာမှာနှစ်မျိုးနှစ်စားရှိတယ်ပေါ့နော်အဲ့တော့မမို့နားလည်အောင်သေချာပြောပြခြင်းနဲ့ပထမတစ်ချက်ကကြတော့အဆိုဓာတ်လိုတာပါလဲဆိုတော့ moisture ပဲအမြဲတမ်းသုံးလိုက်တယ်ဆိုရင် okay သွားပြီဒါပေမဲ့တို့အသက်30တွေကျော်လာလို့ collagen တွေဆုံးရှုံးလို့ဖြစ်လာတဲ့ဒီလိုအရေးအကြောင်းမျိုးတွေဆိုလို့ရှိရင်เนาะဒီလို eye cream တွေသုံးလိုက်ရုံနဲ့တော့လုံးဝပျောက်မသွားဘူးသူကထိန်းလို့တော့ရတယ်เนาะအဲ့ဒါလေးကိုနားလည်စေခြင်းနဲ့ပေါ့နော်အဲ့ဒါလေးကိုသိစေခြင်းနဲ့အဲ့တော့ကိုရီးယား30ကျော်ပြီဆိုလို့ရှိရင် collagen ကတော့တောက်ကူတောက်ရမှာအဲ့လိုမျိုးလေးကိုကထိမ့်သိမ့်လို့ရတယ်ပေါ့နော်အဲ့ဒါကကြတော့ဒီ eye cream ကိုညပိုင်းသုံးရမယ် moisture ကိုမနက်ပိုင်းလိမ့်ရမယ်ဆိုတော့သိသွားပြီတကယ်လို့မမိုးလိုမျိုးမမိုးသုံးနေတဲ့ဒီ sun cream လေးပေါ့နော်ဒီလို sun cream မျိုးမှာဆိုရင်သူက moisture အာနိသင်ပါတယ် moisture အာနိသင်ပါတဲ့ခါကြလို့ရှိရင်ဟိုနှစ်ထပ်လိမ့်နေစရာမလိုဘူး moisture တက် sun cream တက်လိမ့်နေစရာမလိုဒီလိုတစ်မျိုးတည်းနဲ့အဆင်ပြေတယ်တကယ်လို့ဒီလို ကိုမှလည်း moisture အာနိသင်ပါတဲ့ sun cream မျိုးဆိုရင်တော့ဒီလိုတစ်မျိုးတည်းပဲသုံးလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါကဒါ skin care ပိုင်း skin care ပြီးပြီဆိုလို့ရှိရင်သူက skin care နဲ့ lifestyle ဒီလိုနှစ်ခုထိန်းရတာဖြစ်တယ်အဲ့တော့အပြင်ပိုင်းကိုထိန်းပြီးပြီဆိုအတွင်းပိုင်းဆိုရင်ရေတောက်ဖို့လိုတယ်ရေကတော့အနည်းဆုံးတစ်နေ့ကို2လီတာလောက်ပေါ့နော်အဲ့လိုမျိုးလေးကိုတောက်ဖြစ်လာတာလေးတစ်ချက်ကိုယူဆိုင်ပါညဘက်ဆိုလို့ရှိရင်10နာရီလောက်ဆိုလို့ရှိရင်အိပ်ပါငါအဲ့လိုအိပ်ဖို့တွေလည်းလိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေကိုက take care လုပ်ဖို့လိုပါတယ်